ဓာတ်မြေဩဇာခက်ခဲကြောင်းတောင်းသူတွေသိနှံအထွန်းလုံးမကြအောင်သဘောမြေဩဇာထုတ်လုပ်သုံးစွဲနည်းတွေကိုပူးပေါင်းတင် ကြားပေးလျက်ရှိပါတယ်။ဒီသတင်းကိုမြရဲ့သတင်းကတင်ဆက်ထားပါတယ်။စဘာဆိုင်ဧက9သိန်းကျော်ရှိတဲ့ကရင်ပြည်နယ်မှာစဘာပေါက်ဈေးကတည်င်းကိုကျပ်2000သာဈေးရှိပြီးဒီစဘာဈေးနဲ့73စီနဲ့ဓာတ်မြေဩဇာတွေကိုဝယ်ယူသုံးစွဲနိုင်မှုကတောင်းသူတွေမှာအခက်အခဲရှိနေကြတာဖြစ်ပါတယ်။ဒါကြောင့်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနနဲ့အရက်ဖတ်ဖွဲ့စည်းတွေပူးပေါင်းပြီးသဘောမြေဩဇာထုတ်လုပ်သုံးစွဲနည်းတွေကိုပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ကစပြီးဖအံမြို့အနီးရှိကော်နန္ဒာကြီးရွာမှာကျင်းပခဲ့တာဖြစ်ပါတယ်။ယနေ့ကဘာမှာပေါ့ရှင်နယ်ဈေးနှုန်းတွေမြင့်တက်လာတဲ့အတွက်ဓာတ်မြေဩဇာများလဲဈေးနှုန်းကြီးမြင့်လက်ရှိပါတယ်။အဲ့လိုမနစ်ကထက်ကိုဓာတ်မြေဩဇာဈေးနှုန်းတွေကြီးမြင့်လာတဲ့အခါမှာတောင်သူတွေအနေနဲ့မိမိတို့ရဲ့လေယာလုပ်ငန်းခွင်မှာမြေဩဇာတွေကိုရှော့ပြီးတော့သုံးလိုက်အခါမှာသီးနှံအထွက်နှုန်းမလျော့စေဖို့ရန်အတွက်ဒီစိုက်ပျိုးရေးဦးစီးဌာနကသီးနှံအထွက်နှုန်းမလျော့စေဘဲနဲ့ဓာတ်မြေဩဇာရှော့ချသုံးစွဲနည်းဆိုပြီးတော့အဲ့ဒီနီလန်းနီးပညာတွေကိုလာရောက်ပြီးတော့ရှင်းလင်းပြောပြရခြင်းဖြစ်ပါတယ်။အဲ့ဒီနီလန်းတွေမှာဆိုလို့ရှိရင်လည်းဓာတ်မြေဩဇာနဲ့သဘာဝမြေဩဇာကိုရောဆက်ပြီးတော့သုံးစွဲရမှာဖြစ်တယ်။ဒါကြောင့်မို့သဘာဝမြေဩဇာတွေကိုလာရောက်ပြုလုပ်နည်းကိုပေါ့ကျွန်တော်တို့လာရောက်ပြီးတော့သင်ပြရခြင်းဖြစ်တယ်။တောင်သူတွေအနေနဲ့မိမိတို့ကိုယ်တိုင်သဘာဝမြေဩဇာကိုပြုလုပ်သုံးစွဲပြီးတော့သူတို့ရဲ့လေယာခွင်မှာထည့်သွင်းအသုံးပြုခြင်းအပြင်လေယာသီးနှံတွေအထွက်နှုန်းတိုးဖို့အတွက်ကိုရည်ရွယ်ပြီးတော့သင်တန်းပေးရခြင်းပဲဖြစ်ပါတယ်ရှင်။တင်နန်းမှာသဘောမြေဆွေးထုတ်လို့သုံးစွဲနည်းနဲ့စူပါပိုကရှိအပြင်9မိုင်တို့ပြုလို့သုံးစွဲနည်းမိုးရသည်မှာကြာရောက်တဲ့ပိုးမယောဂါကကွယ်နေနေသဘောပိုးသက်ဆေးပြုလုပ်နည်းနဲ့အသုံးပြုနည်းဓာတုပိုးသက်ဆေးတွေကိုစနစ်တကျသုံးစွဲနည်းစတာတွေကိုသင်ကြားပေးတာဖြစ်ပါတယ်။သူတို့တနာတွေ့ရှိချက်တွေအရမြေစီလွာရဲ့မူလအာဟာရတဲ့ကြွယ်ဝမှုသီးနှံမျိုးကွက်နဲ့စိုက်စနစ်ပေါ်မူတည်ပြီးဓာတ်မြေဩဇာကိုလုံးဝအသုံးမပြုပါကသီးနှံထောင်ထောင်ကို30%မှ50%အထိကျော်ကျစေပါတယ်။ဓာတ်မြေဩဇာကိုထပ်ဝက်ရှော့ချမယ်ဆိုရင်15%မှ30%အထိအထွက်နှုန်းကိုထိခိုက်စေမှာဖြစ်ပါတယ်။ဒါကြောင့်ဓာတ်မြေဩဇာကိုရှော့ချသုံးစွဲပေမဲ့သီးနှံအထွက်နှုန်းကိုမထိခိုက်စေသလိုနွားချေကြက်ချေညံပင်ပတ်စံလျှော်ကိုစားတဲ့သစိမ်းမြေဩဇာတရေကကို3တန်ထည့်သွင်းမယ်ဆိုရင်ဓာတ်မြေဩဇာထည့်သွင်းတဲ့အခင်းတွေနဲ့အထွက်နှုန်းအတူတူပဲဖြစ်တယ်လို့စိုက်ပျိုးရေးသုတေသနဦးစီးဌာနကတွေးရှိထားပါတယ်။ဒါကြောင့်နွားချေကြက်ချေပါဝင်တဲ့သဘောမြေဩဇာထုတ်လို့သုံးစွဲနည်းတင်နန်းတွေကအကျိုးရှိတယ်လို့ကရင်ပြည်နယ်မှာသီးနှံစိုက်ပျိုးသူတောင်သူလည်းဖြစ်သူမန်ခင်တော်ကပြောပါတယ်။ဒါတင်တန်းလာပြီးတာကောင်းပါတယ်အပြည့်ဆိုတော့အကျိုးအများရှိတာပေါ့ဒီမသိတဲ့လူတွေကြားသိရတယ်ဆိုတော့ဒီမှာမလာပြီးဘူးချင်းအခုလည်းရောက်20ကိုအခုမသိတဲ့လူတွေအများကြီးပဲအခုကျတော့သိလို့ရှိရင်စကားတလုံးပဲယူလို့ရှိရင်လည်းရပြီလေအခုလည်းဆရာမပြောတာနန်းယူမရှိရဘူးကိုတင်းလည်းမရှိရဘူးတော့ဒါနောက်ကျန်တဲ့ဟာကြတော့အရင်ကနန်းယူတစ်မျိုးပဲခြံထားမယ်ကျန်တဲ့ဟာကြတော့အကလုံးစုမယ်ဆိုတော့အဲ့လိုမျိုးလေအခုသိတာကြဘာမှမစုတော့ဘူးပေါ့ဒါအကျိုးများရှိတယ်တနန်းဖြစ်ပြောင်းမှုအတွက်ပြည်내အတွင်းတမွေးနည်းပညာပေးသင်တန်းတွေကိုဖွင့်လှစ်ပေးနေတဲ့ Brighter လုပ်ငန်းတာဝန်ခံဖြစ်သူမဖူးကစိုက်ပျိုးနည်းပညာပေးသင်တန်းတွေဘာကြောင့်ပူးပေါင်းဖွင့်လှစ်ရတယ်ဆိုတာကိုအခုလိုရှင်းပြပါတယ်။ဟုတ်ကဲ့ဒေသထဲမှာဆိုလို့ရှိရင်ပေါ့နော်ဒီကရင်ပြည်နယ်မှာအခြေပြုပြီးပြောရမယ်ဆိုလို့ရှိရင်ဒီလယ်သမားတွေကမြေဩဇာဈေးကြီးတဲ့ပြဿနာကြုံတွေ့နေရတာပေါ့နော်ဒီဓာတ်မြေဩဇာကိုဝယ်တဲ့နေရာမှာဈေးကြီးတဲ့ပြဿနာတွေကြုံတွေ့ရတယ်နောက်ရေကြီးပြီးတဲ့နောက်မှာတို့ရဲ့ကုန်ကျစရိတ်တွေကဆုံးရှုံးမှုတွေကြောင့်ပို့ပြီးတော့မြင့်တက်လာတဲ့အရာတွေရှိတယ်ပေါ့နော်ဒီအရာတွေကိုကယ်ဆယ်ကူညီပေးတဲ့နေရာမှာတအားပါဝင်ခြင်းလို့ပေါ့နော်အခုလိုမျိုးကိုယ်တိုင်မြေဆွေးလုံနေတင်နန်းတွေပြီးတော့စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့တင်နန်းတွေကိုစီစဉ်ပေးရခြင်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ကရင်ပြည်နယ်မှာစပါးသီးနှံနဲ့အတူဟင်းသီးဟင်းရွက်ဥယျာဉ်ချမ်းသီးနှံတွေကဝမ်းစာဖြစ်လည်းမဖြစ်မနေစိုက်ပျိုးကြပြီးဥယျာဉ်ချမ်းသီးနှံတွေအတွက်အပင်မျိုးစုထိန်းသိမ်းတာတွေကိုနှိမ့်ဆက်မပြတ်ဆောင်ရွက်ကြတာဖြစ်ပါတယ်။ဒါအပြင်စပါးကဝင်ရသီးနှံအဖြစ်လဲစိုက်ပျိုးကြသလိုအစိတို့ပြောင်းရာဘာနှံမြေပဲဒီဇိမ်းစတဲ့သီးနှံတွေကိုလည်းစိုက်ပျိုးကြတာဖြစ်လို့စိုက်ပျိုးရေးနည်းပညာပေးသင်တန်းတွေကမဖြစ်မနေလိုအပ်နေတာဖြစ်ပါတယ်။ဒါကြောင့်မိုးရသီးနှံစိုက်ပျိုးလုပ်ငန်းပြင်ဆင်ခြင်းဖြစ်တဲ့ပြီးခဲ့တဲ့မေလကတည်းကကြေးရွာအရောက်အဲ့ဒီသင်တန်းတွေကိုသင်ကြားပေးလာကြတာဖြစ်ပါတယ်။ဒီသတင်းကိုမြရဲ့သတင်းကတင်ဆက်ထားပါတယ်။